ပြီးဆုံးပြီဆိုတဲ့ဒီဖြစ်တယ်လေကျွန်တော်တို့မောင်မောင်ကဒီစကားကိုတော့ပြန်ပြရအောင်ဒီလိုမျိုးဒီမိကလေးနဲ့လည်းမြင်ရလို့ခေါ်ပါတယ်